Hello everyone ဒီနေ့တော့ဆောင်းကIELTS ကို Band 7 ရအောင်တစ်လအတွင်း prepare လုပ်ဖြစ်ခဲ့ရတာလေးတွေအတွက် study tips လေးတွေshare လုပ်ပေးချင်တာပေါ့နော်sub study လုပ်ဖြစ်ခဲ့တဲ့ study tips လေးတွေပေါ့နော်အခုတော့ sub study ဆိုပဲဆောင်းကလွန်ခဲ့တဲ့9နှစ်6နှစ်လောက်တုန်းကတော့ IELTS အတွက် preparation class တွေတက်ဖူးတယ်ဖြည့်ဖူးပြီးသားအခုကဖြည့်ပြီးသား score က expire ဖြစ်သွားတဲ့အတွက်ကြောင့်မလို့ထပ်ဖြည့်တာပေါ့နော် anyway ဒီ sub study tips လေးတွေကအခု IELTS ဖြည့်ဖို့အတွက် prepare လုပ်နေတဲ့သူတွေအတွက် helpful ဖြစ်မယ်လို့ထင်တဲ့အတွက်ကြောင့်မလို့ share လုပ်ပေးရပါတော့အရင်ဆုံး listening ကစပြောမယ်ပေါ့နော်ဆောင်းရဲ့ band score ကoverall ကတော့ 7 listening က 7.5 reading က 6.5 writing က 7 နဲ့ပြီးတော့လို့ရှိရင် speaking ကတော့ 7.5 ပေါ့နော်listening မှာဗာကျင့်ဖြစ်လဲဆိုတော့ခါကြတော့ Cambridge set 5စုံလောက်ကျင့်ဖြစ်တယ်အဓိကလေဘယ်နှဆုံး practice လုပ်လဲဆိုတာချက်ကိုရဲ့မှားတဲ့အမှားရဲ့ concentration ဘယ်လောက်ထားနိုင်လဲရဲ့ဒီအမားတွေကိုဘယ်လို improve လုပ်မလဲဆိုတာပဲရေးကြည့်ရဆိုတော့လေဆောင်းကတော့set အများကြီးလေးမလေးချင်းဖြစ်ဖို့ပေါ့နော်ပြီးတော့အဓိကmaps တွေကိုသိမရဘူးပေါ့နော်ကျွန်တော် listening practice လုပ်တဲ့ချိန်မှာလဲ maps ပါတဲ့Cambridge set တွေကိုရွေးပြီးတော့မှလေ့ကျင့်ဖြစ်တယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကတော့ reading ပေါ့နော် reading ကတော့Cambridge 4စုံလောက်လေ့ကျင့်ဖြစ်တယ်reading ကလေ exam question ကလေနည်းနည်းလေးဆောင်းဖြစ်ခဲ့တဲ့အချိန်ကနည်းနည်းလေး challenging ဖြစ်တယ်ပေါ့နော် Cambridge set တွေမှာနည်းနည်းလွယ်တဲ့ set ရှိရနည်းနည်းခက်တဲ့ set ရှိရဆိုလို့ရှိရင်ခက်တဲ့ set နဲ့အလောက်နေထားလောက်တဲ့နဲ့ရှိရပေါ့နော်နောက်တစ်ခုက reading ကတယုံစာဖတ်မြန်ယုံလောက်ဆိုရင်စာပိုက်တွေအကုန်လုံးလိုက်ဖတ်တာကမမီဘူးပေါ့နော်ဘာလို့လဲဆိုတော့ဆောင်းကကိုစာဖတ်တာနည်းနည်းမြန်တယ်လို့ထင်တယ်ဒီတိုင်းရိုးဖြစ်ပါ practice လုပ်တော့လဲkeywords တွေရှာတော့ပါတော့ strategies တွေတခြားမသုံးမင်းနဲ့ဒီစာဖိုက်အကုန်လုံးအမြန်ဖတ်ပြီးတော့မှဖြေရှာတာပေါ့နော်အဲ့လိုမျိုးဖြေရှာတဲ့ technique နဲ့လေ့ကျင့်သွားတယ်အပြင်မှာတော့အဆင်ပြေရပေါ့နော် band 7.5 8တခါတလေ8တခါလေ 7.5 အလောက်ရတယ်ပေါ့နော်ကျင်းတဲ့၄ဆုံးမှာဒါပေမဲ့ exam မှာကျတော့ question ကလည်းနည်းနည်း challenging ဖြစ်တာရော exam pressure ရောဆိုတော့ခါကျတော့ဒီအမြန်ဖတ်တာစာပိုက်တွေအကုန်လုံးဖတ်ဖို့လုပ်တာလေးမမီဘူးပေါ့နော် reading မှာတော်တော်လေး score ကကျသွားတယ် 6.5 ပဲဖြစ်ခဲ့ပေါ့နော်အဲကြတော့တယုံစာဖတ်မြန်ယုံလောက်ဆိုရင်စာပိုက်တွေအကုန်လုံးဖတ်ဖို့မကြိုးစားနဲ့ပေါ့နော်တော်တော်ကြီးအရင်ကိုမြန်နေဆိုရင်တော့လေ it's okay ပေါ့နော်မဟုတ်လို့ရှိရင်တော့ငကိုကလေးက prepare လုပ်တဲ့ချိန်မှာဒီ keywords တွေကိုရှာပြီးတော့မှအဖြေရှာတဲ့ technique မျိုးကိုပို့ပြီးတော့ practice လုပ်သွားပေါ့နော်ဒါကတော့ဆောင်းကကိုမှားခဲ့တဲ့အမှားပေါ့နော်နောက်တစ်ခုက speaking ကဖြေကဏီမှာတခြား speaking partner တယောက်နဲ့တယောက်ကို Cambridge 10စုံစီလောက်ပြောပြတယ်အဲ့မှာတယောက်နဲ့တယောက်ပြန်လည်လိုတာတွေကောင်းတာတွေ feedback ပေးရပေါ့နော်အဲ့ feedback အတိုင်းexam မှာတတိထားပြီးပြောရပေါ့နော်ဘယ်လိုလဲဆိုတော့ခါကျဆောင်းကspeaking ပြောလို့ရှိရင်တခါတလေ tense တွေမှာပြောရပေါ့နော်past tense သုံးရမယ့်နေရာမှာလဲ present နဲ့ပြောလိုက် past နဲ့ပြောလိုက်အဲ့လိုမျိုး tense slip တွေခဏဖြစ်တယ်ပေါ့နော်အဲ့ဒါကို practice လုပ်တဲ့ချိန်မှာတတိထားမိရဲ့speaking partner အဲ့ဒါ feedback ပေးတယ်အဲ့အရာကို exam မှာတစ်ချက်တတိထားလိုက်တယ်ပေါ့နော်ပြီးတော့အတားချက်နေနေဆိုလို့ရှိရင်lexical resource ကမစိုးဘူးပေါ့နော်အဲ့ဒါလေးကအတားချက်ဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးကိုယ့်ရဲ့ speaking partner ကအတားချက်အနေချက်ကိုတေချာလေး feedback ပေးတဲ့အချိန်မှာအဲ့တော့ခါကြတော့ exam မှာလေးတစ်ချက် vocab ကောင်းလေးတွေသုံးနိုင်အောင်ပေါ့နော်တစ်ချက်လေးစကားပြောတဲ့အချိန်မှာတတိထိုင်နဲ့ပြောတယ်ပေါ့နော်နောက်တစ်ခုက ChatGPT နဲ့လည်း3-4စုံလောက်ကျင့်ပြတယ်ပေါ့နော် ChatGPT ကပေးတဲ့ estimated band score နဲ့ exam မှာ speaking ရ band score နဲ့တိတ်မကွာဘူးတူလောက်ပဲ 0.5 လောက်ပဲကွာတယ်ပေါ့နော်
အဲကြတော့တကယ်လို့ speaking partner ရှာရခက်တယ် speaking partner မရှိဘူးဆိုရတဲ့သူတွေလည်း ChatGPT နဲ့ကျင့်လို့ရှိရင်အဆင်ပြေမယ်လို့ထင်တယ်နောက်တစ်ခုက ChatGPT နဲ့ကျင့်ရတဲ့ကောင်းတဲ့အချက်ကဘာလဲဆိုတော့ခါကြတော့ထူးသဖြင့်ပေါ့နော် speaking စကားပြောရမှာနည်းရှက်တဲ့သူတွေရှိန်တဲ့သူတွေဆိုလို့ရှိရင်ကို judge လုပ်နေမဲ့သူမရှိတဲ့အတွက်ကြောင့်မလို့ ChatGPT နဲ့ဆိုရင်relax ဖြစ်ဖြစ်အေးစစ်စစ်ပြောလို့ရတယ်နောက်တစ်ခုကကို15မိနစ်လောက်ပဲကိုမိနစ်20လောက်ပဲဒါကျင့်လိုက်လို့ရတယ်ပေါ့နော်speaking partner နဲ့လိုမျိုးသူအားတဲ့ချိန်ကိုအားတဲ့ချိန်အဲ့လိုမျိုးချိန်ညှိနေစရာမလိုတဲ့အတွက်ကြောင့်မလို့အရင်ကြီးအချိန်မကုန်ဘူးပေါ့နော်ကြတော့ChatGPT နဲ့ speaking practice လုပ်တာကိုလည်းဆောင်းကအရင် encourage လုပ်တယ်နောက်တစ်ခုကနောက်ဆုံးကတော့ writing ပေါ့နော်writing ကလေကန်ကောင်းတယ်လေပြောရမယ်တင်တယ်ပေါ့နော် band 7 ရခဲ့ပေါ့နော်ကိုပါတကို 6.5 လောက်ပဲမှန်းထားတာ writing ကဘာလို့ဖြစ်လဲဆိုတော့ခါကြတော့ line graph တစ်ပုတ်ရေးဖြစ်တယ်ပြီးတော့ခါကြတော့diagram တစ်ပုတ်ရေး process တစ်ပုတ်ရေးပေါ့နော် task 1အတွက်ကလုပ်တယ် task 2အတွက်ကလည်းဒီအလေးချင်းရအောင်ဆိုပြီးတော့မှ3ပုတ်လောက်ပဲရေးချင်းဖြစ်တယ်ပေါ့နော်ပြီးတော့ angle vein နဲ့ဆက်တယ် angle vein နဲ့ဆက်တဲ့အချိန်မှာသူကcriteria တစ်ခုချင်းစီအတွက်ကိုလည်းfeedback လိုမျိုးပေးရရှိရဆိုတော့လေအဲ့မှာဆိုရင်တကယ်လေးကျင့်တဲ့ချိန်တော့ကျတော့ grammatical range and accuracy မှာလည်းအမှတ်နေတယ်ပြီးတော့ vocab repetition ကလည်းရှိရပေါ့နော်အဲ့ဟာတွေမှာအမှတ်လျော့တယ်အဲ့ကြတော့writing အတွက်ကိုထပ်ရေးတာထပ်ပေါ့နော်ဒီဘယ် grammar structures တွေထည့်သုံးမလဲပေါ့နော်အဲ့လိုမျိုးနည်းနည်းလေးအပြင်ကလေးက structure လေးတွေgrammar structure လေးနည်းနည်းကြည့်ပြီးတော့မှခေါင်းထဲမှာစဉ်းစားသွားတယ်ပေါ့နော်ဘယ် essay type ဆိုရင် grammar structure ဘယ်နှခုလောက်တတိထားပြီးတော့သုံးမလဲပေါ့နော်နောက်တစ်ခုက exam မှာရေးတည်တဲ့ချိန်မှာလည်းvocab repetition မဖြစ်အောင်လို့တတိထားပြီးတော့မှရေးတယ်ပေါ့နော်ဘာလို့လဲဆိုတော့feedback နဲ့ဆက်လိုက်တဲ့ချိန်မှာလေအဲ့ဒီနေရာတွေမှာအမှတ်နေတာဆိုတော့ပြီးတော့နောက်တစ်ခုကဒီ Cambridge တဲ့ကတချို့ question တွေကို ChatGPT ကနေပြီးမှ band 9 sample answer လေးတစ်ချက်တောင်းကြည့်ရပေါ့နော်ဘာလဲဆိုတော့အခါကျတော့ vocab လေးတွေlexical resource အတွက် vocab လေးရအောင်လို့ဆိုပြီးတော့ပေါ့နော်ပြီးတော့အခါကျတော့ grammar structure လေးနည်းနည်းလေးadvanced structure လေးတွေနည်းနည်း keep in touch ဖြစ်အောင်လို့ပေါ့နော်အဲ့လိုမျိုးကျင့်သွားတယ်နောက်တစ်ခုက writing မှာလေတစ်ခါတလေသိရတာနဲ့ spelling မှားတာမျိုးလေအဲ့လို careless mistakes တွေကလည်းအမှတ်လျော့စေတယ်ပေါ့နော်ဆောင်းကအဲ့လို careless mistake တွေလေလုပ်တတ်တဲ့ခြင်းရှိရတဲ့အတွက်ကြောင့်မလို့ writing မှာစာမွေးဖြစ်တဲ့အချိန်မှာပြန်ဆက်ဖို့အချိန်ကျအောင်ခြံပြီးတော့မှပြန်ဆက်တယ်ပေါ့နော်ပြီးတော့နောက်ဆုံးတစ်ခုကဒီစာမွေးဖြစ်မယ်လို့စဉ်းစားလိုက်တဲ့တစ်လတော်အတွင်းမှာEnglish ကို keep in touch ဖြစ်ချင်တဲ့အတွက်ကြောင့်မလို့ entertainment အနေနဲ့ဇလန်းကြီးတဲ့ချိန်တိုင်းမှာEnglish movies တွေ series တွေပဲကြည့်ရပေါ့နော်ဒီတလားတော့မှာဘာလဲဆိုတော့ listening နဲ့ speaking အတွက်ကိုkeep in touch ဖြစ်နေခြင်းနဲ့အလေးချင်းရခြင်းနဲ့ပေါ့နော်အဲ့ဒါကြောင့်မလို့ဒီ study tips လေးတွေကိုသုံးဖြစ်ခဲ့ရပေါ့နော်just sharing my study tips but hope it would be helpful to you တကယ်လို့IELTS နဲ့ပတ်သက်တာမျိုးသိချင်တာရှိရဆိုလို့ရှိရင်လည်း comment မှာမေးသွားလို့ရပါတယ်။ဆောင်းကဒီ share တော့မဟုတ်ဘူး just a learner ပေါ့နော်။ sharing လုပ်ရတာသဘောကျတဲ့ learner ပေါ့နော်။အဲကြတော့ sharing လုပ်သွားဖို့အတွက်စိတ်ကူးရှိပါတယ်။အကုန်လုံးလည်း exam မှာကိုလိုချင်တဲ့ band score ရကြပါစေ။ Thanks for watching. Bye bye.